ကဲ okay ကျောင်းသားလုံးမင်္ဂလာဆရာတို့ဒီကနေ့ဗီဒီယိုမှာတော့ဒူတုံးအဖက်နဲ့ပတ်သက်ပြီးတော့ကျောင်းသားတွေကိုမပြောပြလိုက်ရတဲ့ကိစ္စလေးကိုပြောပြမယ်ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်စာသားတွေကိုအကြောင်းပြောင်းခြင်းဖြစ်ပါတယ်ဟုတ်ပြီနော်ကဲတော့အဲ့ပြဿနာလေးကိုဆရာတို့ဒီဗီဒီယိုမှာဖြေရှင်းမယ်ပြီးပြီဆိုလို့ရှိရင်ငါတို့က gradient နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆက်ပြီးတော့သွားမယ် okay ဒီပုံဆရာတို့ပထမဦးဆုံး selection ပေးလိုက်မယ် image ထဲကိုသွားမယ်ပြီးရင် mode ထဲမှာအရင်ဆုံးဘာလုပ်မလဲ grayscale ပြောင်းလိုက်မယ်အဖြူအမဲပြောင်းလိုက်မယ်ပေါ့နော် black and white လုပ်လိုက်မယ်ပြီးတော့မှပဲဆရာတို့က image ထဲမှာပြီးရင် mode ထဲကိုသွားပြီးပြီဆိုတော့မှငါတို့ကဒီနေရာမှာ dual tone ကိုရွေးချယ်လိုက်ရမှာဖြစ်တယ်ဆိုတော့ dual tone effect မှာကိုကြိုက်တဲ့ color ကိုရောဆက်လို့ရတယ်ဟုတ်ပြီနော်ဆရာတို့ဒီနေရာမှာ dual tone ရှိမယ်ပြီးပြီဆိုလို့ရှိရင် monotone တစ်ယောက်နဲ့ပြီးရင် tritone ရှိမယ်ပြီးရင် quadratone ရှိမယ်အဲ့တော့ color တွေကိုရောဆက်တဲ့အခါမှာ၄အောင်ပေါ့တကယ်တမ်းကျောင်းသားတွေကိုသိစေချင်တာကအရှိရငါတို့ဗီဒီယိုမှာ gradient map နဲ့ပတ်သက်တာသင်ခဲ့တယ်အခု dual tone effect ဆိုတာသင်ခဲ့တယ်ဟုတ်ပြီနော်ပြီးပြီဆိုလို့ရှိရင်နောက်ထပ်တစ်ခုဘာရှိအောင်မလဲ gradient effect ဆိုတဲ့ကောင်တွေထပ်ပြီးတော့လာအောင်မယ်တကယ်တမ်းကအားလုံးဒီ gradient ဆိုတဲ့ title အောက်မှာပဲရှိနေတဲ့ကောင်တွေဖြစ်ပါတယ်ဟုတ်ပြီနော်တစ်ခုနဲ့တစ်ခု process ပဲကွာသွားတာလောက်ဆောင်ရတဲ့ process ပဲကွာသွားတယ်ဖြစ်ပါတယ်ဆိုတော့ gradient ဆိုတာဒီငါတို့ကရောင်ပြေးတွေကိုဖန်တီးတာပေါ့နော်ရောင်ပြေးဆိုတာဒီအရောင်တွေကိုဆက်ပြီးတော့အရောင်ရောနှောတွေလုပ်ပြီးတော့ design ကိုဟလာပို့ပြီးတော့လမ်းအောင်လုပ်တာပေါ့ဆိုတော့အားလုံးဒီ duotone effect ပဲဖြစ်ဖြစ် monotone ပဲဖြစ်ဖြစ် tritone quadratone စတဲ့အရောင်တွေအကုန်လုံးဒီအရောင်တွေကိုရောဆက်တဲ့အခြေအနေတွေဖြစ်ပါဟုတ်ပြီနော်ဒါမဲ့ကိုက gradient map နဲ့သွားမှာလား duotone နဲ့သွားမှာလားပြီးပြီဆိုလို့ရှိရင်ဆရာတို့ gradient effect နဲ့သွားမှာလားဆိုတဲ့ဟာတွေရှိတယ်ဟုတ်ပြီနော်ကိုဘယ်ပုံစံနဲ့သွားခြင်းလဲဆိုတဲ့အခြေအနေပေါ်မူတည်တယ်ဒီနေရာမှာကတော့ gradient နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအကုန်လုံးဒီသင်တန်းမှာသင်ပေးမှာ right ကြတော့ဆရာတို့ဒီအခြေအနေကိုကြိုက်ပြီဆိုလို့ရှိရင်ငါတို့က okay တစ်ချက်ပေးလိုက်မယ်ဆိုတော့ကျောင်းသားတွေကိုတစ်ချက်သိစေချင်တာကဒီပုံငါတို့က duo tone လုံးလိုက်ပြီဆိုကြတဲ့ကဒီပုံမှာတက်ရောက်သွားတာမှန်သမျှဘာလဲဆိုလို့ရှိရင် grayscale ဖြစ်ပါတယ်ဘာလို့ဆိုတော့ image နဲ့ပတ်သက်တာကိုငါတို့က image တစ်ခုလုံးကိုဘာလုပ်လိုက်တာလဲဆိုလို့ရှိရင် duo tone လုပ်ဖို့အတွက် grayscale လုပ်လိုက်တာအဖြူအမဲလုပ်လိုက်တာဒါကြောင့်စာမှာတက်ရောက်မဲ့ effect တွေလည်းအဲ့ဒီအဖြူအမဲ effect နဲ့ duo tone ရွေးချယ်ထားတဲ့ကိုရွေးချယ်ထားတဲ့ color ရဲ့ effect ပဲတက်ရောက်မယ်ပေါ့နော်ဒီလိုမျိုးကွဲပြားခြားနားချက်လေးတော့ရှိပါမယ်အဲ့တော့ငါတို့က layer တစ်ခုခေါ် type 2ယူပြီးတော့စာရေးလိုက်မယ်အဲ့တော့ type 2မှာထောက်လိုက်ပြီဆိုတာ ਨੇ ငါတို့ကဘာပေါ်မလဲဆိုလို့ရှိရင်တော့ဗောနော် duotone ရဲ့အယောင်ပဲပေါ်တော့မယ်ဆိုတော့ဒီလိုမျိုး duotone ရဲ့အယောင်ပဲပေါ်တော့မှာဖြစ်တဲ့အတွက်ကြောင့်သူ့မှာငါတို့ကပြောင်းလဲလို့ရတာဒီဘာပဲရှိလဲဆိုလို့ရှိရင်အလင်းအမှောင်အနုရင်ဒါပဲကျတော့ပြောင်းလဲလို့ရမယ်ကျန်တဲ့ကောင်တွေသွားပြီးတော့ဟလာဘာလို့လို့ရလဲဆိုရင်ဘာမှလုပ်လို့မရဟုတ်ဗောနော်ဒါက duotone effect ကိုလှုပ်ချင်းရဲ့အားနည်းချက်တစ်ခုပေါ့ဟုတ်ဗောနော်စာသားနဲ့ပတ်သက်တဲ့အယောင်တွေကိုငါတို့ဒီနေရာမှာကွာကျောင်းသားတွေကိုသင်ထားတဲ့အတိုင်းချိန် duotone နဲ့ပတ်သက်တာကိုဒီကနေ့ဗီဒီယိုမှာတေချာလေးပြန်ပြီးတော့ပြပြပေးတယ်အဲ့တော့စာသားအယောင်ချိန်မှုအတွက်ကကြတော့ဆရာတို့ဟလာဒီ gray နဲ့ပတ်သက်တဲ့ color တွေအဖြူအမဲအလဲက gray ရှိမယ်ဟုတ်ပါနော်အလဲက gray မှာကြတော့ duotone ရဲ့ effect သွားပြီးတက်ရောက်တယ် duotone ရဲ့ color သွားပြီးတော့တက်ရောက်တယ်ဟုတ်ပါနော်အဲ့တော့အဖြူအမဲ gray အဲ့တော့ဒီလိုမျိုးပဲပြောင်းလို့ရမယ်အလင်းနဲ့အမှောင်လောက်ပဲငါတို့သွားလို့ရမယ်လက်ရှိရှိနေတဲ့ color ကိုပဲငါတို့ကခက်ချင်းချင်းလေးသွားမလားဟောခက်ရင်ရင်လေးသွားမလားဒါမှမဟုတ်လို့ရှိရင်လင်းနဲ့အပိုင်းသွားမလားဒီလောက်ပဲချိန်လို့ရမယ်ကျန်တဲ့ဟာတွေသွားပြီးတော့အဲ့လောက်ထိဟလာပြောင်းလဲတာတွေပဲလုပ်လို့မရဘူးတခြားအနီတွေပဲပြောင်းမယ်မလားမရဘူးဘာကြောင့်လဲဆိုတော့ငါတို့က duo tone လောက်ထားတာဖြစ်လို့ right duo tone effect ထည့်ထားတယ်ဟုတ်ပြီနော်ဒါကြောင့်ဖြစ်ပါတယ်ဟုတ်ပြီနော် duo tone effect ထည့်ဖို့ဘာလုပ်ရလဲ grayscale လုပ်ရတယ်ဒါကြောင့်အလုံးဒီအဖြူမဲဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်ဆရာတို့ဒီနေရာမှာ typography တွေကို color တွေကိုချိန်လို့မရခြင်းဖြစ်ပါဟုတ်ပြီနော်ကဲဆိုတော့ကျောင်းသားတွေနားလည်မယ်ထင်ပါတယ်ဆရာတို့နောက်ထပ်ဗီဒီယိုမှာ typography ကိုဆရာတို့က color ဘယ်လိုချိန်လို့ရလဲဟလာဒိုတုံးနဲ့မှမဟုတ်ဘဲနဲ့တခြားသောပုံစံမျိုးနဲ့ဘယ်လိုမျိုး gradient တွေဖန်တီးလို့ရလဲဆိုတဲ့ဟာတွေကိုဆက်ပြီးသွားမယ်ဒိုတုံး effect ကိုဒီ image ထဲမှာ gray မလုပ်ဘဲနဲ့ဘယ်လိုပုံစံမျိုးထပ်ပြီးလုပ်လို့ရသေးလဲဆိုတဲ့အကြောင်းအရာတွေဆက်ပြီးတော့ပြောသွားမယ်ဟုတ်ပြီနော်အဲ့ကြလို့ရှင်တော့ကျောင်းသားတွေပို့ပြီးတော့နားလည်သွားပါလိမ့်မယ်ဆိုတော့ဒီဗီဒီယိုကတော့ဒီလောက်ပဲဖြစ်ပါတယ်ဟုတ်ပြီနော်ဆရာတို့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်